Hello မမနဲ့တူတူကုတီကိုစားကြမယ်နော်ကုတီကိုကလေးရန်စားကောင်းတယ်ရတာကလည်း share ပဲနော်တပွဲဆိုရင်လည်းအများကြီးပဲတယောက်တည်းထိုးစားမကုန်ဘူးနော်မင်္ဂလေးတွေဆိုတာကလေအိမ်မှာသမင်းတွေဟင်းတွေစားရင်စားနည်းနည်းလေးစားရင်ဘိုက်ကတင်းပြီးနော်ကဲလို့အပြင်ကတည်စားလေးပဲစားကြည့်စားတနေ့ကလုံးနော်တခါမှဘိုက်မတင်ဘူးပတ်စံမကုန်ရင်အိမ်မပြောတဲ့မျိုးနော်အပြင်ကတည်စားလို့ပါစားတနေ့ကလုံးစားလို့ရတယ်နော်အဲ့ဒါမှမိန်ကလေးဆိုတာနော်ဒီရှိရင်မမတို့အမေနေကြတဲ့နေ့လည်းညလည်းကဘာတော့ကောင်းလဲဆိုတော့ဝက်ချန်ရဲ့စာဝက်ချန်တင်းသိမ့်မဲဆက်တွေကိုတတစီတဲ့ချူပေါက်ကျဲတာတွေလည်းတတစီတဲ့မျက်နှာကပါကြီးကိုပြီးတော့တဏီကုလုံးခံတယ်မမစီမှာလက်လီလက်ကားတွေလည်းမာယူအပေးလို့ရတယ်နော်လက်ကားဆိုလည်းလက်ကားစီအသိချိပါတယ်ရှင်မမစီမှာယူလို့ရပါတယ်ပြောရင်ဆိုရင်ကုတီကိုပြောင်းပြောနော်တပွဲမှ40နော်အသားလုံးဆိုရင်ဝတ်သားလုံးနဲ့ငဖယ်ပြားပြီးလို့ရှိမှလာဦးမီပြီးတော့ဝတ်သားဆိုလည်းဖက်ကြီးကြီးတယ်နော်အရင်စားကောင်းတယ်ရတာလည်းရမ်းရှိတယ်နော်မမစီမှာပစ္စည်းတွေလည်းအများကြီးရှိတယ်မှာယူအားပေးလို့ရတာလည်းရှင်းရဲ့နော်ပြီးလို့ရှိရင်မမမှာကြာချေဆိုရင်2ရက်ကဲမပစ္စည်းအများနဲ့ပို့လို့ရှိရင်လူအများနဲ့ပို့ရှိအနည်းဆုံးက3ရက်ကတခါတလေမှနော်2ရက်ပဲပေါ့နော်ပို့2ရက်နဲ့ရတော့ပေါ့နော်မမကိုအားပေးနေတဲ့ညီမလေးတွေအမလေးချက်ချင်းစီကိုအញ្ញမ်းချစ်တယ်နော်ဘိုင်ဘိုင်